အခုဒီချက်က brown ထည့်နေနေပြပေးမယ်နော်ဒီမှာ brown ထည့်နေဒီချက်က brown မထည့်ခင်မှာဒီချက်ကအခုလိုလေးဟောနော်ဒီလိုလေးနှစ်လွှာအရင်ချုပ်လိုက်တယ်နော်နှစ်လွှာအရင်ပူပြီးချုပ်လိုက်တယ်ကော်ချောင်းလည်းပြီးထိုးလိုက်တယ်ပြီးလို့ရှိရင်ကိုတက်ချင်တဲ့ဒီမှာစာလေးလေးတက်လိုက်ပြီးမှသာလေဒီချက်ကအဒီက brown လေးကိုတက်ပြပါမယ်ရှင် brown တက်တဲ့ခါမှာ brown ကဒီလိုထဲလဲတက်လို့ရတယ်ဒီလိုမျိုးဒီလိုအဆောင်လေးလဲတက်လို့ရတာပေါ့နော်အဆောင်လေးတက်ရတယ်တချို့ကတော့လည်းဒီလိုလေးတက်ကြတာပေါ့နော်ဒီလိုလေးလည်းတက်ကြဒီလိုလေးတက်ကြတာပေါ့အခုကဒီချက်ကဒီအထဲလေးကိုချက်ကတွေ့လျက်လေးနဲ့ဒီလိုလေးဖြစ်ချင်နော်ချက်ကဒီလိုလေးတက်ပြမယ်အဲဆိုရင်ဒီချက်တို့ကဒီလိုလေးတက်ပြမယ်ဆိုရင်ဒီမှာဒီလိုလေးမတက်ခင်ဒီချက်ကဒီမှာမှန်းလိုက်တော့ဗောနော်အခုဒီမှာကော်ချောင်းလေးနဲ့နော်ဒီမှာကော်ချောင်းရှိမယ့်နေရာလေးပေါ့နော်ဒီမှာချုပ်ရိုးချောင်းရှိမယ့်နေရာနဲ့ဒီနေရာလောက်မှာဒီချက်ကတက်မယ်ဆိုရင်ဒီချက်ကဒီနေရာမှာမှန်းလိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာချုပ်ရိုးဒီနေရာလေးမှာတက်မယ်ဆိုဒီလိုလေးမှန်းလိုက်ဒါဆိုရင်ဒီချက်ကဒီ brown တစ်ခုမှန်ထားပြီးဆိုရင်ဒီဘက် brown မှာလည်းအညီရဖို့အတွက်ဒီချက်ကဒီလိုလေးနှစ်ခုပူလိုက်တယ်ပူပြီးလို့ရှိရင်နော်ဒီမှာဒီချက်ကဒီလိုပူရနော်ဒီလိုမျိုးပူလိုက်တယ်ပူပြီးလို့ရှိရင်ဒီချက်ကဒီအတိုင်းတာဒီအကွာဝင်းခုနမှတ်ထားတဲ့အကွာဝေးကိုဒီဘက်ကို copy ပွားလိုက်တယ်ပြီးလို့ရှိရင်ဒီမှာလည်းလို့ပဲခုနကမှတ်ထားတယ်ဒီမှာအစိမ်းမှတ်ကိုနော် copy ပွားလိုက်တယ်ဒါဆိုရင်ဒီချက်တို့ကဒီလိုလေးလာတက်ကြမယ်နော်အဲ့ပြီးလို့ရှိရင်ချက်တို့က copy ပွားပြီးဆိုရင်ဒီမှာ copy ပွားပြီးဆိုရင်ဒီချက်ကဒီအချမ်းကိုဒီချက်ကလာမှတ်မယ်နော်ဒါဆိုရင်ချက်တို့ခုနကတော့ဒီအစိမ်းချောင်းရေနော်ဒီအစိမ်းမှတ်ရေကိုဒီချက်ကဒီလိုလေးချိုးချမယ်နော်ချိုးချပြီးရင်ချက်ဒီနေရာမှာလာပြီးတော့ရင်ဒီချက်ခဲချောင်းလေးနဲ့မှတ်လိုက်နော်ပြီးရင်ချက်ပြန်ထန်ထောက်တယ်နော်အတွင်းကတော့ဒီချက်မှတ်တာဒီအတွင်းချောင်းလေးမှတ်တာပြီးရင်ဒီမှာလည်းအဲ့လိုပဲဒီလိုလေးခောက်ပြီးတော့ရင်ဒီချက်ကဒီလိုလေးလာမှတ်လိုက်မယ်နော်ပြီးလို့ရှိရင်ချက်ကဒီလိုလေးပြန်ထန်ထောက်လိုက်မယ်ဒါဆိုရင်ဒီချက်တို့ကဘရာတက်ဖို့အတွက်အစနစ်ဖြစ်သွားပါပြီရှင်ဒါဆိုရင်ဘရာတက်မယ်နော်ဘရာတက်တဲ့ခါမှာချက်ကဒီမှာတရားကအလှခြင်းဒါဒီအခန့်ခြင်းဒီချက်တို့ဒီကော်ချောင်းထိုးရင်လည်းဒီအခန့်ချမ်းမှာပဲလာထိုးတယ်ဘရာတက်ရင်လည်းဒီရဲ့အခန့်ချမ်းမှာပဲလာတက်ရပါတယ်ရှင်အခန့်ချမ်းမှာတက်တဲ့အခါမှာဒီချက်တို့ရဲ့ဒီရဲ့body pattern မှာကလေးကဒီချက်ကဒီမှာရင်ဝန်းမှတ်ရေဒီမှာနှုတ်ထိပ်မှတ်ရေကိုမှတ်ထားတယ်ဒီချက်ရဲ့ဒီဘရာတက်နေရတော့ဒီနှုတ်ထိပ်အမှတ်ကိုဒီကဦးစားပေးလာမတက်ဘူးဒီရင်ဝန်းမှတ်ကိုလာတက်တယ်ဘာလို့လဲဆိုတော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာရင်ဝန်းမှတ်ကဒီရင်အောက်ရဲ့အမှတ်ကကျသွားရင်လည်းမလှသလိုအပေါ်တက်သွားရင်လည်းမလှတာဖြစ်တဲ့အတွက်ဒီချက်ကဒီရင်ဝန်းမှတ်ကိုဦးစားပေးပြီးတက်ပါတယ်ရှင်ပြီးလို့ရှိရင်ဒီချက်က body pattern ချကလေးကရင်ဝန်းမှတ်ကိုကွက်တိတိုင်းပြီးမှချပြီးလာမှတ်ထားတာဖြစ်တဲ့အတွက်ဒီချက်ကဒီရင်ဝန်းမှတ်ကိုပဲဦးစားပေးပြီးတော့ရင်စပြီးလာတက်ပါတယ်ရှင်ဒါဆိုရင်ဒီချက်ရဲ့ bra ကဒီလိုလေးလာဖြစ်မယ်အဲဆိုရင်ဒီချက်ကဒီ bra ကိုဒီကော်ချောင်းမှာလာတွဲမယ်ကော်ချောင်းမှာလာတွဲတဲ့ခါကျရင်ဒီရဲ့အရှိရဲ့ဘေးချမ်းမှာချက်လာတွဲမှာဒီရဲ့ဘေးချမ်းမှာဒီလိုလေးလာထိုးမယ်ထိုးတဲ့ခါကျရင်လည်းဒီချက်ကဒီရဲ့ပိတ်တာကိုပဲလာထိုးတာမျိုးမဟုတ်ပါနဲ့ဒီကော်ချောင်းလေးလည်းပအောင်လာထိုးရပါတယ်ရှင်ဒါဆိုရင်ချက်ကဒီမှာအချီ၄ပင်သုံးထားပါတယ်ရှင်အချီ၄ပင်နဲ့ဒီလိုလေးဒီ
ဒီရဲ့ကော်ချောင်းကိုလာချုပ်တယ်ဒီမှာမာလို့လာမပါဒီမှာဒီလိုလေးလာချုပ်မယ်နော်လာချုပ်မယ်ဆိုရင်ဒီမှာချုပ်တဲ့အခါမှာဆိုရင်ဒီဘက်ချမ်းကိုလည်းလာပေးမထိနဲ့နော်မလှဟိုအပြင်ဘက်ချမ်းမှာသွားပြီးပေါ့နေမှာဆိုလို့ရှေ့ကဒီလိုလေးလာချုပ်မယ်ပြီးလို့ရှိရင်ဒီ brown နဲ့လာတွဲမယ် brown နဲ့တွဲတဲ့အခါမှာဆိုရင်ဒီချက်ကဒီမှာဒီချက်တို့မှတ်ထားတဲ့ချုပ်ရိုးချောင်းအတိုင်းကိုဒီချက်ကလာပြီးတွဲချုပ်လိုက်မှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ခုနကတော့ဒီချက်တို့မှတ်ထားတဲ့အမှတ်ရဒီက brown ကိုတွဲပြီးချုပ်မယ်တွဲပြီးချုပ်မယ်ကဲဒီလိုမျိုးကော်ချောင်းနဲ့တောင်ရှောင်းချုပ်ပေးရပါတယ်ရှင်ဆိုလေးဒါတွဲချုပ်တဲ့ခါကျရင်လည်းအချီကိုအရန်တင်းနေအောင်ဆွဲလိုက်တာမျိုးမလုပ်ပဲနဲ့မလျော့မတင်းလေးလာပြီးတော့ရင်ချုပ်ပေးရပါတယ်ရှင်ဟုတ်နော်ဒီထူတော့အဲ့တော့မပါဒီမှာဒီလိုလေးချုပ်ရိုးချောင်းတိုင်းကိုဒီအချီလေးပင်လေးနဲ့လာပြရင်တန်းလျှောက်လေးထိမ့်ပေးရပါတယ်ရှင်မှတ်ထားတယ်အမှတ်တိုင်းပဲဒီနေရာမှာဒီချက်ကဖုန်မီချိုးလေးတွေလုပ်ပြီးတော့ရင်ဒီချက်ဘရောကိုလာမထိမှာဘူးရှင်ဘာလို့လဲဆိုတော့ရင်သားဒီတိုင်းတကယ်လို့လှုပ်နေတဲ့ဆိုးကောင်ရှင်းမကောင်းတဲ့အရာကြီးကိုဒီချက်ကကွက်တိတားပြီးတော့ရင်မလှုပ်အောင်ဒီချက်ကအခုလိုလေးပဲတုပ်လိုက်ပါလို့ရှင်ပါတယ်ဒီမျိုးကြီးပါတယ်ရောင်ကြီးပါတယ်ပါတယ်ဘယ်မလို့ကြီးပါတယ်ခင်းကြီးပါတယ်ခင်းမြူကြီးပါတယ်ခင်းမြူကြီးပါတယ်မောင်လာဦးကြီးပါတယ်ဘယ်တော်ကြီးပါတယ်တခွားကြီးပါတယ်ထိုင်ဝမ်မောင်ကြီးတို့ကြီးပါတယ်မောင်လာဦးကြီးပါတယ်ထိုင်ဝမ်မောင်ကြီးကြီးပါတယ်ထိုင်ဝမ်မောင်ကြီးတွေပါတယ်ပါတယ်ကျမတို့ပါတယ်ပူစီနာတွေပါတယ်ဘဲမင်းပေါင်းတွေပါတယ်ဘဲပြားတွေပါတယ်နာနာမင်းမျိုးဒီတိုင်းလုံးကြီးတို့လည်းပါသွားတယ်ခင်ဗျာတရားတမျိုးဒီရဲ့တလုံးမတရားကြားပြောင်းတွေတခုမှငါရာခိုင်ခင်းကြီးပါတယ်ကော်ဖီပါတယ်ကော်ဖီပန်းဝင်တွေပါတယ်ကဲဒါဆိုရင်ဆယ်ရုပ်ကရှင်းလာကောင်းလေးရတော့ပါပြီရှင်ကောင်းရပါနော်ကောင်းရတော့ပါပြီရှင်ပါတယ်